အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေလို့ကျွန်တော်တို့ Picasso Entertainment Channel ကနေမိတ်ဆွေတို့ကိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ခုတစ်ခါကျွန်တော်တို့ channel ကနေမိတ်ဆွေတို့အတွက်တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကားလေးကတော့ Dragon Train ဆိုတဲ့ဟာသားအရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်ကားလေးရဲ့အကြောင်းမပြောခင်ကျွန်တော်တို့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့စလိုက်တော့မယ်နော်ဒီဇာတ်ကားအကြောင်းစရမယ်ဆိုရင်တော့စေးုံတစ်ခုမှာချက်စရာကောင်းတဲ့အမွှာကလေးနှစ်ယောက်မွေးလာပါတယ်ကလေးတွေကသူ့ဖေတို့အတိုင်းနှာခေါင်းကြီးကြီးတွေနဲ့ပါအမွှာတွေဖြစ်လို့တယောက်နဲ့တယောက်ခွဲလို့မရအောင်ချွတ်ဆွတ်တူနေပါတယ်ကလေးမိဘတွေကသူတို့ကလေးတွေအတွက်နာမည်ပေးဖို့စဉ်းစားနေကြပါပြီတယောက်နဲ့တယောက်တူလုံးလို့ဘလို့ခွဲရမလဲမသိကြသေးပါဘူးအဲ့လိုအချိန်မှာပဲလူစိုးတယောက်နှောက်ယှက်ပေးလို့သူတို့မိသားစုတွေရဲ့ကံကြမ္မာရဟတ်စောက်တိုးမိုးမြော်တွေဖြစ်ကုန်ပါတယ်လူစိုးတယောက်ဆေးရုံကိုတန်ရာရလာလို့လာပြရင်းနဲ့ရဲတနက်ကိုဆွဲလို့ရာကနေလွတ်သွားပါတယ်မထင်မှတ်ပဲအခန်းတစ်ခုထဲဝင်လိုက်တော့အမွှာကလေးနှစ်ယောက်မွေးထားတဲ့အခန်းဖြစ်နေပါတော့တယ်လူစိုးကကလေးနှစ်ယောက်ကိုချီပြီးပရင်းပေါက်ကနေခုံချထွက်ပြေးသွားပါတယ်ရဲတွေအနောက်ကနေလိုက်ဖမ်းဖို့ကြိုးစားပေမဲ့အရာမထင်ခဲ့ပါဘူးဒါပေမဲ့ရဲရရှိတယောက်ကတော့မနာတဲ့သူ့ကားကိုလိုက်ဖမ်းလို့လူစိုးကိုမိခဲ့ပါတယ်အဲ့ဒီချိန်လူစိုးလက်ထက်မှာကလေးမရှိတော့ပါဘူးမိသားစုလည်းသူတို့ကလေးကိုလုံးဝရှာမတွေ့ဘဲနဲ့အမေရိကန်ကိုပြန်သွားကြပါတယ်သူတို့ဘဝကံကြမ္မာဆိုးဝင်တဲ့ညကတွန်းလဲတဲ့ကလေးဟာအရက်မူးနေတဲ့မိန်းကလေးတယောက်လက်ထဲမှာရောက်သွားပါတယ်သူ့လက်ထဲရောက်လာလို့ပိုင်မီဆိုပြီးကလေးမွေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့အမွှာနှစ်ကောင်ဟာနိုင်ငံမတူဘဲတနေရာစီမှာတကွဲတပြားနဲ့ကြီးပြင်းလာကြပါတယ်တယောက်ကဂျွန်မာဆိုတဲ့စန်နယားဆရာပါလမ်းပေါ်မှာကြီးလာတဲ့တယောက်ကတော့ဒိုင်ဟက်လို့ခေါ်ပြီးဝက်ရှော့ဆရာတယောက်ဖြစ်လာပါတယ်တယောက်နဲ့တယောက်စိတ်ချင်းဆက်နေလို့ဒုက္ခတွေလည်းများကြပါတယ်အကြီးကောင်ကကဇက်ယုံမှာစန်နယားတီးနေတုန်းအငယ်မှာလည်းစက်ပြင်းရလက်တွေလှုပ်နေလို့ဒုက္ခရောက်ပါတယ်သူတို့အမွှာနှစ်ယောက်ကြားမှာတော့ခန္ဓာကိုယ်ချင်းလဲဆက်နွယ်မှုမျိုးတွေရှိနေကြပါတယ်ဥပမာတယောက်ကစန်နယားတီးနေရင်နောက်တယောက်ကဘလို့တီးရမယ်မှမသိရင်တောင်မှလက်တွေကအလိုလိုလိုက်လှုပ်နေတာမျိုးပါတရက်ကြတော့တိုင်ဟက်ကသူ့တငယ်ချင်းတိုင်ဆန်နဲ့အပြင်ထွက်ပြီးတော့စားတောက်ဆိုင်သွားကြပါတယ်တတ်တရဲ့ဝက်စားသွားကြပေမဲ့လည်းသူတို့ကိုဝင်ခွင့်မပြုပါဘူးဒီချိန်မာဖီးယားဂိုင်းကလည်းစားတောက်ဆိုင်ထဲမှာထိုင်နေပါတယ်မာဖီးယားတွေကဆိုင်ကအဆူတော်နဲ့တူတချင်းလိုက်ဆူနေပါတယ်တစ်ချိန်လုံးစားတောက်ဆိုင်ထဲမှာအတန်ကောင်းကောင်းနဲ့ချစ်စရာရုပ်ကလေးနဲ့အဆူတော်မာလေးကတချင်းဆူပြနေပါတယ်အဲ့ဒီမှာဘဲတွေသူ့ကိုနှောက်ရှက်လို့စိတ်ဆိုးပြီးမဆိုးတော့ဘဲနဲ့စင်ပေါ်ကနေဆင်းသွားပါတယ်လူစိုးကိုင်းကောင်းဆောင်ကသူ့ကိုပြန်လာဖို့အော်ခေါ်ပါတယ်ကောင်မလေးကတွန်းဆုပ်လုံးနေပါတယ်အဲ့ဒီမှာဒိုင်းနဲ့တိုင်ဆန်ကကြားဝင်ပြီးကာပေးပါတယ်ကောင်မလေးကသူ့ဤသားဆိုပြီးတိုင်ဆန်ကလိန်လိုက်ပါတယ်နောက်တော့ဒီစားတောက်ဆိုင်ထဲမှာရှိသမျှဧည့်သည်တွေအကုန်လုံးကမာဖီးယားတွေဆိုတာသူတို့တီးသွားကြတော့အရန်ကြောက်သွားကြပါတယ်ဒါပေမဲ့ပေါက်တဲ့နဖူးမထူးတော့ဘူးဆိုပြီးသူတို့စားတဲ့ဇလံပြီးအောင်ကကြပါတယ်ဒိုင်းကကောင်းကောင်းချတတ်တဲ့တိုက်ခိုက်သမားဆိုတော့လူစိုးအုပ်လိုက်နဲ့ချပါတယ်ငငယ်ကလမ်းပေါ်မှာကြီးလာလို့ကောင်းကောင်းချတတ်ပါတယ်တိုင်ဆန်ကသူ့စီမှာတနက်ပါလာတယ်ဆိုပြီးတော့ခုံပေါ်ကနေတနက်နဲ့ရမ်းပြီးတော့ဖျဲချောက်ပါတယ်အဲ့ဒီလိုနဲ့သူတို့လွတ်တော့မလို့ကနေတိုင်ဆန်ကတနက်ကအတူကြီးလို့ပြောလိုက်လို့အားလုံးပြေးရပါတယ်တိုင်ဆန်ကကောင်မလေးနဲ့ပြေးဖို့လုံနေတော့ဒိုင်းကလူစိုးအုပ်နဲ့အသေးခံချနေရပါတယ်ဒိုင်းကသူ့တငယ်ချင်းလွတ်ဖို့အတွက်ခံချပေးနေရပါတယ်လူစိုးအုပ်ကြီးကဒိုင်းကိုတကြားကဲဝိုင်းအုံနေတဲ့ပေးဆွေတွေလိုအရေးကွန်နှွာဖို့လုံနေကြပါတယ်ဒိုင်းလည်းအရှုံးပေးုံကလွဲလို့ဘာမှလုပ်စရာမရှိတော့ပါဘူးတိုင်ဆန်ကိုလည်းဖမ်းမိသွားပါတယ်လူစိုးတွေကသူတို့နှစ်ယောက်စလုံးကိုခြေထောက်တွေရိုက်ချိုးပြီးပညာပေးဖို့လုပ်ကြပါတယ်မချိုးခင်အရင်အလောင်းစားလုပ်ကြတော့သူတို့အကောင်းဆုံးကားမောင်းသမားတွေဆိုပြီးလိမ့်ပါတယ်အဲ့ဒါနဲ့သူတို့ကိုလွှတ်လိုက်ပါတယ်သူတို့ passport တွေယူထားလိုက်တော့သူတို့ထွက်ပြေးလို့မရတော့ပါဘူးဒိုင်းတို့ကားထဲပြန်ရောက်တော့စားတောက်ဆိုင်ကကောင်မလေးကတိုင်ဆန်ကိုမတီးဘူးပြောပါတယ်တိုင်ဆန်ကသူ့ဤစားလို့လိန်ပြောနေတာပေါ်တော့ဒိုင်းတင်းသွားပါတယ်ကောင်မလေးကအပြာအောင်စပင်တုကိုချွတ်ရင်သူ့နာမည်ဘာဘရာလို့ပြောပါတယ်အဲ့ဒါနဲ့ဒိုင်းတယောက်ပို့ပြီးဒေါသထွက်သွားပြီးတော့အိမ်ကိုလမ်းလျှောက်ပြန်သွားပါတယ်အဲ့ဒီချိန်နာမည်ကြီးတီဝိုင်းဆရာနဲ့ဂီတပညာရှင်ဂျွန်မာကဖျော်ဖြေပွဲတစ်ခုဖျော်ဖြေဖို့အတွက်ဟောင်ကောင်ကိုလာခဲ့ပါတယ်ဟိုတယ်နာရောက်တော့ဒိုင်းနဲ့မတော်တဆဝင်တိုက်မိကြပါတယ်အဲ့ဒီမှာပဲသူတို့မျိုးလုံးတွေသူတို့မယုံနိုင်အောင်ဖြစ်သွားခဲ့ကြပါတယ်နှစ်ယောက်သားကပုံလူချွတ်ချွတ်တူနေကြလို့အံ့ဩသွားကြပေမဲ့လည်းတယောက်နဲ့တယောက်ကမရင်းနှီးကြပါဘူးဂျွန်မာကသူ့ဦးလေးနဲ့သူ့သမီးတန်မီကိုတွေ့ဖို့ဟိုတယ်ကိုတက်သွားပါတယ်ဦးလေးကသူ့သမီးနဲ့ဂျွန်ကိုညားစီဂျွန်လို့ဂျွန်ခန်နဲ့တန်မီကိုလွှတ်လိုက်ပါတယ်တယောက်အကြောင်းတယောက်မြန်မြန်တိသွားကြပြီးဘလို့ညှိရမလဲပေါက်သွားပါတယ်ဂျွန်ကကောင်မလေးအဝတ်စားကြက်ထုတ်နေတာကိုသတိထားမိသွားပြီးတော့ကိုဟန်အနေထားပြောင်းလဲပေးဖို့လိုနေတာပါအဲ့ဒါနဲ့သွေးလက်ပတ်မှုကောင်းတော့အောင်တကိုယ်လုံးနှိပ်ပေးလိုက်ပါတယ်မိနစ်နည်းနည်းလောက်နှိပ်ပေးပြီးတဲ့အချိန်မှာတော့မဒီလေးအိပ်ပျော်သွားပါတယ်တစ်ဖက်မှာတော့ဒိုင်းကတိုင်ဆန်တဲ့မျိုးကဒိုးဖို့ကြမ်းနေပါတယ်လှေနဲ့ရွတ်လွတ်ပြီးပြေးဖို့မှောင်ကိုလေတစင်းငှားပါတယ်ဖြစ်ချင်တော့လှေပိုင်ရှင်ကသူတို့ကိုမာဖီးယားဂိုင်းစီကိုလွှဲပေးလိုက်ပါတယ်တိတ်မကြပါဘူးသူတို့နောက်ကိုလူစိုးတွေလှေနဲ့လိုက်ကြပါတယ်အဲ့ဒီချိန်စားတော့ဆိုင်နဲ့ထိုင်နေတဲ့ဂျွန်ကလည်းလှေပေါ်ကနေထိုင်နေသလိုလှုပ်နေပါတယ်ဒါကိုမြင်တော့တန်မီလန့်သွားပါတယ်ဒိုင်းတို့ရေထဲမှာပွဲကြန့်လေဂျွန်တယောက်ရင်းရံထိုးလေဖြစ်ပြီးတော့ကောင်မလေးကိုပါရေနဲ့ပတ်မိသလိုဖြစ်သွားပါတယ်ဒိုင်းကတော့လူစိုးတွေလက်ကနေလွတ်အောင်ပြေးဖို့ကြိုးစားနေရပါတယ်လူစိုးတွေတဲကတယောက်ကတိုင်ဆန်ကိုမျှတနက်နဲ့ပြစ်လိုက်ပါတယ်ဒိုင်းကတော့တိုင်ဆန်တနက်ထိသွားပြီးထင်လို့လက်စားချေဖို့လူစိုးတွေလှေပေါ်ကိုခုန်တက်ပြီးချပါတယ်အဲ့ဒီချိန်တိုင်ဆန်ကသူ့ကိုမျှမထိဘူးဆိုတာသိသွားပြီးထလာပါတယ်ဒါပေမဲ့လည်းဆက်လေဘလို့မောင်းရမလဲမသိပါဘူးအဲ့ဒါနဲ့လေကကုန်းပေါ်ကိုတင်သွားပါတယ်သူတို့ထွက်ပြေးတာလည်းပြက်သွားပြီးတော့လူစိုးခေါင်းဆောင်ဒဏ်ရာရသွားပါတယ်တိုင်ဆန်လည်းဆေးရုံရောက်သွားပါတယ်အခုတော့ဒိုင်းတယောက်မာဖီးယားတွေအတွက်အလုပ်လုပ်ပေးရပါတော့မယ်မဟုတ်ရင်သူ့တငယ်ချင်းဒုက္ခရောက်တော့မှာပါတမ်မီစီကိုတော့ Rocky ဆိုတဲ့သူ့ချစ်သူစီကနေဖုန်းဝင်လာပါတယ်ဘယ်ရောက်နေလဲမေးတော့တမ်မီကလိန်လိုက်ပါတယ်ဖြစ်ချင်တော့ Rocky ကသူ့အရှိတက်တဲ့ကိုရောက်နေပါတယ်ဂျွန်ကြောင့်သူ့ကိုစွန့်ပစ်ခဲ့တာလို့သူထင်သွားပြီးတော့ဂျွန်နဲ့ကိစ္စရှင်းမယ်လို့ပြောပါတယ်
တမ်မီကဂျွန်းကိုသတိပေးပြီးတော့နှစ်ယောက်သားထွက်ပြေးသွားကြပါတယ်ဒိုင်းကစားတော့ဆိုင်မှာဘာဗရာနဲ့တွေ့ပြီးတော့တန်ဆန့်အကြောင်းဆွေးနွေးကြပါတယ်ဘာဗရာကိုတိုင်ဆန့်စီတွားတွေ့စေခြင်းပေမဲ့လည်းသူတငယ်ချင်းကိုမျှော်လင့်ချက်တွေမပေးခြင်းဘူးလို့ပြောလိုက်ပါတယ်သူ့ကိုလည်းစိတ်ဝင်စားဘူးလို့ဘာဗရာကပြောပါတယ်ဒိုင်းတို့နောက်ဝဲမှာပဲဂျွန်နဲ့တမ်မီတို့ဝင်ထိုင်လိုက်ပါတယ်ရော်ကီဝင်လာတဲ့အထိကိုငြိမ်ငြိမ်လေးထိုင်နေကြတာပါရော်ကီသူတို့စပွဲကိုရှာတွေ့တော့ဂျွန်ထွက်သွားပါတယ်ရော်ကီတယောက်ညီကိုနှစ်ယောက်ကြားမှာမှားပြီးလိုက်မိသွားပါတယ်ဒိုင်းကိုဂျွန်မှတ်ပြီးလိုက်တော့တမ်မီကသူ့ကိုလိုက်ကပါတယ်မူးနောက်လိုက်နေတော့ဒိုင်းလည်းနောက်ဆုံးပြန်ချပါတယ်ရော်ကီတယောက်လည်းငြိမ်ခံမနေတော့ဘဲနဲ့ဒိုင်းကိုစစ်တိုက်ပြန်ချပါတယ်အဲ့ဒီချိန်ဂျွန်ကသူတို့ကိုဒိုင်းနဲ့မှားနေတဲ့ဘာဗရာကိုတွေ့သွားပြီးတော့ကားနဲ့မောင်းသွားကြပါတယ်ရော်ကီတယောက်ကုန်တိုက်ထဲမှာတောင်းကျမ်းနေပြီးတော့ဒိုင်းကသူနဲ့ဘာပြဿနာမှမရှိဘူးဆိုတာကိုရှင်းပြဖို့ကြိုးစားနေပါတယ်နောက်တော့တမ်မီကဒိုင်းကိုပခုံးဖက်ပြီးတော့သူနဲ့အတူထွက်သွားပါတယ်ညီကိုနှစ်ယောက်ရီးစားတွေမှားပြီးတွဲမိကြပါတယ်တမ်မီကဒိုင်းကိုရင်တစ်ခေါက်ကလို့နှိပ်ပေးဖို့ပြောပါတယ်ဒိုင်းကသူ့ကိုအိပ်ဖို့ခေါ်တယ်လို့ယူဆပြီးတော့အရန်ပျော်နေပါတယ်တစ်ဖက်မှာတော့ဂျွန်ကဘာဗရာကိုစတိတ်ကုန်ခေါ်သွားပြီးတော့စန်နီယာတီးပြနေပါတယ်ဘာဗရာတယောက်သူ့မျိုးလုံးနေမယုံနိုင်ဘဲနဲ့နောက်နေတာလို့ထင်နေပါတယ်ဂျွန်ကဘာဗရာနဲ့နှစ်ယောက်သားစန်နီယာတီးနေတဲ့အချိန်မှာဒိုင်းကလည်းတမ်မီနဲ့ချစ်ဖို့ကြိုးစားနေပါတယ်ဂျွန်ကဘာဗရာကိုနမ်းလိုက်ပါတယ်ကောင်မလေးတွေကတော့သူတို့ရီးစားတွေဘလို့ချားနာသွားလဲဆိုပြီးတွေးနေကြပါတယ်နောက်တော့သူတို့စန်နီယာတီးဖို့အစင်သစ်ပြင်နေကြပြီးတော့နှစ်ယောက်သားအိမ်သားထဲဝင်သွားကြပါတယ်တယောက်နဲ့တယောက်အနီးကအိမ်သားထဲမှာတွေးတဲ့အခါကျတော့လမ်းဖြတ်သွားကြပါတယ်သူတို့နှစ်ယောက်စလုံးသူတို့ရီးစားတွေမှားတွဲမိပြီဆိုတာသိသွားကြပါတယ်ဒိုင်းရဲ့ပန်းချောင်းနှာချေမိသွားတဲ့အခါမှာတော့ဂျွန်လည်းနှာလိုက်ချေမိပါတယ်အဲ့ဒီမှာပဲဂျွန်ကလှေစီးတဲ့အကြောင်းမေးလိုက်တော့ဒိုင်းကသူ့ဆက်လေမောင်းခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်သူတို့နှစ်ယောက်ကြားမှာဘေရီတွေရှင်းသွားပေမဲ့သူတို့နှစ်ယောက်ကကွဲကွာနေတဲ့ညီကိုတွေဆိုတာကိုမသိကြသေးပါဘူးညီကိုနှစ်ယောက်နောက်ထပ်ကောင်မလေးတွေမှားတွဲမိကြပြန်ပါတယ်တိုက်ဆိုင်လို့ရောဖုန်းနံပါတ်တွေကြောင်ရောနဲ့မှားကြတော့ဒိုင်းကဂျွန်စီဖုန်းခေါ်ပြီးသူတို့နှစ်ယောက်ဒုက္ခရောက်တော့မယ်ဆိုပြီးဖုန်းချသွားပါတယ်အဲ့မှာလည်းမှားပြီးကောင်မလေးချင်းလဲမိကြပြန်ပါတယ်လူစိုးကိုင်းကောင်းဆောင်ကဂျွန်ကိုဖမ်းမိသွားပြီးတော့သူ့အတွက်လှုပ်လှုပ်ခိုင်းသလိုပဲဒိုင်းကလည်းဂျွန်နေရာမှာအစားထိုးပြီးတော့ဖျော်ပြပေးနေရပါတယ်ဒိုင်းတယောက်ဖျော်ပြပေးရဖို့အရန်ကြောက်နေပါတယ်အဲ့ဒီချိန်မှာတမ်မီကသူ့ဘဝတစ်ချောင်းလုံးဒီပွဲအတွက်လေးလာစီးဖို့ခဲ့တယ်လို့ပြောပေမဲ့ဒိုင်းကထွက်သွားဖို့ပဲလုပ်နေပါတယ်နောက်တော့ဖျော်ပြမယ်လို့ဆုံးဖြတ်လိုက်ပြီးတော့တီဝိုင်းကောင်းဆောင်ဖြစ်ဒုတ်တန်ကိုကောက်ကန်ပြီးစင်ပေါ်တက်လိုက်ပါတယ်အဲ့ဒီလိုတက်နေတော့ပြုတ်ကြမလို့ဖြစ်ပြီးလက်ကိုရမ်းပြီးတော့တီဝိုင်းသမားတွေကစားဖို့အချက်ပြတယ်ထင်ပြီးစတီးကြပါတော့တယ်ဒိုင်းလည်းနောက်တော့ဘလို့လုပ်ရမလဲဆိုတာကိုချက်ချင်းသဘောပေါက်သွားပါတယ်ဒီကြားထဲမှာဂျွန်ကတော့ဓမြတိုက်နေတဲ့နေရာကိုဝင်ပါနေရပါတယ်ဒိုင်းကဖျော်ပြနေတန်းလန်းကနေထွက်ပြေးပြီးတော့ဂျွန်စီကိုဖုန်းခေါ်ပါတယ်ဂျွန်ကတော့စိတ်ပူမနေဘဲနဲ့ဒီတိုင်းလက်ကလေးနဲ့ချိန်တန်ကိုဝှေ့ရမ်းလိုက်ုံပဲလို့ပြောနေပါတယ်အပြင်မှာတော့ဂျွန်ကိုလည်းလူစိုးတွေကတနက်နဲ့ချိန်ပြီးကားပေါ်ကနေဆင်းခိုင်းနေပါတယ်ဒိုင်းလည်း secret ခဲပြီးတော့ပြန်ဝင်လာပါတယ်နောက်တော့အံဝင်ခွင်ကြဖြစ်အောင်ပြင်လိုက်ပြီးတော့ကောင်းကောင်းဆွမ်းပြပါတော့တယ်ညီကိုချင်းဗီဇကူးတယ်ဆိုရမလို့ပဲကွက်တီဖြစ်သွားပါတယ်ဂျွန်ကိုတော့လူစိုးကိုင်းကောင်းဆောင်ကကားကြီးတစ်စင်းကိုတင်းမောင်းခိုင်းနေပါတယ်အဲ့ဒီချိန်မှာပဲသူတို့ညီကိုနှစ်ယောက်စလုံးစိတ်ချင်းဆက်တဲ့ဖြစ်စဉ်အတူလိုခံစားလာရပြန်ပါတယ်ဂျွန်ကကောင်းမောင်းနေရင်နဲ့သူ့လက်ကတီးဝိုင်းပြနေသလိုဒိုင်းတယောက်လည်းသူ့လက်ကလေထဲမှာကောင်းမောင်းနေသလိုဝှေ့ရမ်းနေပါတယ်အဲ့ဒီလိုကနေဂျွန်ကမှောက်သွားပြီးတော့ဒိုင်းလဲစင်မော်ကနေဂျွန်တို့မှောက်ကုန်ပြုတ်ကျသွားပါတယ်နှစ်ပတ်စလုံးမှာတော့အကြီးကျယ်တွေဖြစ်ပြီးပြီးသွားပါတယ်ဂျွန်လဲလွတ်သွားသလိုဒိုင်းရဲ့ဖျော်ပြပွဲလည်းပြီးဆုံးသွားပါတယ်သူတို့နှစ်ယောက်စလုံးဟိုတယ်မှာတွေ့ပြီးဒါတွေအားလုံးဆုံးသက်ဖို့ချိန်တန်ပြီလို့ပြောကြပါတယ်အဲ့ဒီချိန်မှာပဲအခန်းထဲကိုတမ်မီဝင်လာပါတယ်သူတို့နှစ်ယောက်ကြောင့်အတန်းနိုင်ဆုံးဖုံးကွယ်ဖို့ကြိုးစားကြပါတယ်ဒိုင်းကလည်းတမ်မီကိုနှုတ်ဆက်ဖို့အစင်သင့်မဖြစ်သေးသလိုအချိန်တွေကလည်းတဖြည်းဖြည်းဆိုးလာပါတယ်သူတို့အကြောင်းဖုံးဖို့ကြိုးစားရင်းနဲ့တမ်မီနဲ့နှစ်ယောက်စလုံးရေချိုးကန်နဲ့ဝင်မိတဲ့အထိဖြစ်လာပါတယ်တမ်မီတယောက်မိသွားတော့မလို့ဖြစ်ရင်းကနေကန်ကောင်းလို့လွတ်သွားပါတယ်ဘာဗရာလည်းရောက်လာပြီးဘာတွေဖြစ်နေတယ်ဆိုတာကိုကြိုးစားပြီးတော့စူးစမ်းပါတယ်နောက်ဆုံးတော့ဂျွန်လည်းသူတို့အကြောင်းတွေပြောဖို့ဆုံးဖြတ်လိုက်ပြီးတော့ပုံနေတဲ့ဒိုင်းကိုပါခေါ်ပြလိုက်ပါတယ်သူတို့ညီကိုနှစ်ယောက်ကိုတွေ့သွားတော့ကောင်မလေးတွေမူးလဲသွားကြပါတယ်ကောင်မလေးတွေမေးလဲသွားတော့ညီကိုနှစ်ယောက်ဟိုတယ်ရဲ့ပထမထပ်ကိုဆင်းလာကြပါတယ်ပြီးတော့နှစ်ယောက်သားညီကိုတွေဖြစ်ရင်ကောင်းမယ်လို့ပြောပြီးလက်ဆွဲနှုတ်ဆက်လိုက်ကြပါတယ်ခုတော့သူတို့တွေလူစိုးလက်ထက်ကနေလွတ်ဖို့လုပ်နေကြပြီးတော့တိုင်ဆန်ကိုကယ်ဖို့လည်းကြိုးစားနေပါတယ်ဂျွန်ကလူစိုးတွေစီကိုတစားကန်ဖြစ်လိုက်သွားပြီးတော့သူတို့ကိစ္စကိုဆွေးနွေးနေတဲ့အချိန်မှာဒိုင်းကတန်ဆန်ကိုဖမ်းထားတဲ့ဂရိန်းဘော်ကိုခိုးပြီးတက်သွားပါတယ်နောက်တော့တိုင်ဆန်ကိုကယ်ဖို့လုပ်နေပါတယ်လူစိုးကောင်းဆောင်ကတိုင်ဆန်ကိုတတ်မယ်ဆိုပြီးခလုတ်နှိပ်လိုက်ပေမဲ့ဒိုင်းကတိုင်ဆန်ကိုငါးဖမ်းပိုက်ကုန်နဲ့စီဘီဖမ်းပေးထားတာကြောင့်လွတ်သွားပါတယ်အဲ့ဒီနောက်မှာတော့ဂျွန်လွတ်အောင်လို့ဒိုင်းတယောက်လူစိုးတွေပေါ်ကိုဂရိန်းနဲ့စီတိုင်ကြီးတွေပစ်ချပါတယ်စီတိုင်ကြီးတွေကိုတနက်နဲ့ပစ်လို့မီးလောင်တဲ့သူတွေလောင်ပြေးတဲ့သူတွေလည်းပြေးကုန်ပါတယ်နောက်တော့ဒိုင်းနောက်ကိုလူစိုးတွေကလိုက်ကြပါတယ်ဂျွန်တယောက်လည်းတိုင်ဆန်နဲ့အတူကားဆန်းသက်ရေးစင်တာထဲဝင်ပြီးလွတ်သွားပါတယ်မာဖီးယားတွေလည်းသူတို့နောက်ကိုလိုက်လာပါတယ်ကားအပူချိန်နဲ့ရေခမ်းနိုင်ရေးစမ်းသက်တဲ့ခန်းထဲထိကိုလိုက်ရှာပါတယ်ဒိုင်းတယောက်လည်းဒီစင်တာထဲကိုပြေးဝင်လာပါတယ်မာဖီးယားတွေကဘာတွေဖြစ်နေတယ်လဲဆိုတာကိုမသိတော့ပါဘူးဂျွန်ကလည်းပထမဆုံးသူ့ဘဝမှာစပြီးထိုးရပါတော့မယ်ညီကိုနှစ်ယောက်စလုံးအခန်းတီးတီးမှာချနေကြပါတယ်တခန်းကရေတွေတခန်းလုံးဆူရွှဲနေပြီးတော့နောက်တခန်းမှာတော့ပူပြင်းတဲ့အပူချိန်တွေနဲ့ပါလူစိုးတွေကဂျွန်နဲ့ဒိုင်းတို့ရုတ်တရက်ပြောင်းသွားလို့လန့်နေကြပါတယ်သူတို့နှစ်ယောက်စလုံးတခန်းပြီးတခန်းပြေးရင်လွှားရင်နဲ့အဲ့ဒီကနေလွတ်သွားကြပါတယ်အပြင်ထွက်လာတဲ့လမ်းမှာတော့ကျန်တဲ့လူစိုးတွေနဲ့ပြန်တွေ့ပါတယ်သူတို့ထဲကတချို့ကတနက်ကင်ထားပါတယ်တနက်နဲ့လိုက်ပြီးလို့ဂျွန်နဲ့တိုင်ဆန်တို့လည်းပုံနေရပါတယ်နောက်တော့ဒိုင်းရောက်လာပြီးကားနဲ့လူစိုးတွေကိုလိုက်တိုက်ပြီးတော့လူစုခွဲပါတယ်နောက်တစ်ခါမှာတော့ဒိုင်းတယောက်ပညာဆောင်ကွက်စုံတုံးပြီးတော့လူစိုးတွေကိုချပစ်ပါတယ်လက်လန်းမိသမျှပစ္စည်းတွေကိုတုံးပြီးတော့လူစိုးတွေနဲ့ပြန်ချပါတယ်ဒီချိန်မှာတော့သူ့ကိုတိုင်ဆန်စီးလာတဲ့စမ်းသက်ကားနဲ့ဝင်တိုက်မိဖို့ဖြစ်တာကိုခုံရှောင်ပြသွားပါတယ်အဲ့ဒီလိုချနေကြရင်လည်းလူစိုးတွေကသူတို့ညီကိုတွေတဲကဘသူကလက်ဝိတ်ထိုးတတ်တယ်ဘသူကလက်ဝိတ်မထိုးတတ်ဘူးဆိုတာကိုသိသွားကြပါတယ်ပြဿနာရှိတာကဒိုင်းကအပြင်ထွက်လို့မရတဲ့လှောင်ရင်ထဲမှာရောက်သွားတာပါ
အဲ့ဒီမှာပဲသူတို့အမွှာညီကိုကြားကလျှက်ဝက်စမ်းကြတဲ့ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုပေါ်လာပါတယ်။လောင်ရင်ထဲကဒိုင်းကထိုးရမဲ့ကွက်တွေကိုစပြတော့ဂျွန်လဲအဲ့ဒီလိုတွေလိုက်လုပ်ပြီးတော့ဘလို့ချရမလဲသိသွားပါတယ်။ညီကိုနှစ်ယောက်လူစိုးကောင်းဆောင်ကိုအနိုင်ဆော်လိုက်ပြီးတော့စမ်းသက်ကားတွေကိုထည့်ပေးလိုက်ပါတယ်။အမွှာညီကိုနှစ်ယောက်စလုံးမင်္ဂလာဆောင်ကြတဲ့အချိန်မှာတော့မိဘတွေလည်းသူတို့ရဲ့အမွှာသားလေးတွေကိုပြန်တွေ့ကြရပါပြီ။ဒီတစ်ခေါက်တော့သူ့ဖေကလုံးလုံးကြီးမူးလဲသွားပါတယ်။သူတို့ထွက်ပြေးဖို့ကြိုးစားကြပေမဲ့ကောင်မလေးတွေကလိုက်ဖမ်းထားကြပါတယ်။အဲ့နောက်တော့ဘသူကဘာလဲဆိုတာကိုဘသူမှခံမှန်းလို့မရတော့ပါဘူး။ဇလန်လေးလည်းဒီမှာရင်ပြီးဆုံးသွားပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်။နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel ကို like and subscribe လေးလုပ်ပြီးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။နားဆင်အားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။